ကဲဝယ်သူကြလာပြီဆိုတော့ကျွန်တော်ဒီ PC8 ကြီးကကျွန်တော်ဆင်ပေးရမှာဗျဒါကျွန်တော်တို့ဒါညနေ9:00 နာရီဆိုလို့ဆိုရင်ကျွန်တော်တို့နေဝေးကိုတပ်ပို့ပေးရမှာပေါ့ဗျာကျွန်တော်အခုတော့ဒါအကုန်လုံးပြင်ဆင်ရမယ်ဗျကျွန်တော်ပထီတွေပါတက်ပေးရမယ်မှန်ရီလုပ်ပေးရမယ်ပြီးရင်ကျွန်တော်အပွန်းအနာစာရှိလားဘာလားညာလားကျွန်တော်အဲ့ဒါတွေအကုန်လုံးစစ်ဆေးပေးရမယ်ဗျအဲ့တော့ကျွန်တော်လည်းအတူလိုက်ကြည့်လိုက်ရပါအောင်တကယ်ချင်းတို့ရေကျွန်တော်တို့ရဲ့ဆိုင်မှာဆိုင်ကယ်တစ်စီးရောင်းထွက်ပြီးရောင်းပြီဆိုလို့ဆိုရင်ကျွန်တော်တို့ကတေချာပြင်ဆင်ပေးရတယ်ဗျဘာလို့တေချာပြင်ဆင်ပေးရလဲဆိုတော့ကျွန်တော်တို့ကကန်ဆယ်မာကိုဝယ်သူအလေးထားတယ်လေအဲ့တော့ကျွန်တော်တို့ကတေချာပြင်ဆင်ပေးရတယ်ဗျတန့်ပြန့်နေအောင်လုပ်ပေးရတယ်ဒါကျွန်တော်တို့ဒါမှန်နေပါလေမှန်နေပါလေတက်ပေးရတယ်ပြီးရင်ကျွန်တော်တို့ဆိုင်မှာဆိုင်ကယ်တစ်စီးလာဝယ်ပြီဆိုရင်ကျွန်တော်တို့ကလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေအကုန်လုံးပေးတယ်ဗျကျွန်တော်တို့အုတ်ထုပ်တွေပေးတယ်ပိုက်နံပါတ်ပြားတွေပေးတယ်ဗျအဲ့ဒါတွေအကုန်လုံးလုပ်ပေးရတယ်ဗျပြီးလို့ဆိုလို့ရှိရင်အင်ကြီးဝတ်စားလက်ရှိအင်ကြီးပေါ့နော်ဆိုင်ကယ်မောင်းတဲ့လက်ရှိအင်ကြီးအုတ်ထုပ်အကုန်လုံးပေးတယ်ဗျစုံနေအောင်ပေးတယ်ကျွန်တော်တို့ကဆိုင်မှာဝန်ဆောင်မှုအပြည့်ပေးတယ်ဗျအဲကြောင့်တကယ်ချင်းတို့ကျွန်တော်တို့ရဲ့ကင်းတောင်းသစီးရီမြန်မာမှာလာရောက်ပြီးတော့အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ဗျဒီကောင်ကအင်ကြီးကကြီးတယ်ဗျသူ့ရဲ့ဒီဘယ်လိုပြောမလဲပေါက်ကြီးကအကြီးပဲပထီကလည်းဒီဖိုက်ထဲမှာပဲနေရလေသူ့ရဲ့ပထီကလည်းဒီခါးထဲမှာပဲနေတယ်ဆိုတော့လုံချုံပဲဗျဒါဝယ်သူကတော့ညနေမှတပုတ်ပေးရမှာသူကအဆိုင်ကိုလာတာမဟုတ်ဘူးဖုန်းနဲ့ဆက်ပြီးတော့နှမ်းမှာတာအဲ့တော့ကျွန်တော်တို့ကပြင်ဆင်ပြီးလို့ဆိုရင်တပုတ်ပေးရတယ်ဗျပထီကိုလည်းကျွန်တော်တို့ကဒီချာလေးတက်ပေးရတယ်ပထီဘယ်လိုပြောမလဲမူလီတွေကြက်တာရော့လို့ဆိုလို့ဆိုရင်ချက်ချင်းဝင်လာလို့ဘာလို့ဖြစ်တတ်တယ်လေအဲ့ဒါတွေကိုကျွန်တော်တို့ကဂရုတစိုက်နဲ့လုပ်ပေးရတယ်ဗျကဲပထီကတော့ကျွန်တော်တက်ပြီးပြီဗျပထီကတော့တက်လို့ပြီးပြီအဲ့တော့ကျွန်တော်စီထည့်မယ်ဗျကျွန်တော်တို့ကစီဆိုလို့ဆိုရင်ကျွန်တော်တို့ကဟိုပေးတယ်ဗျ1 လီတာအပြည့်ပေးတယ်သွားရေးလာရေးအဆင်ပြေအောင်လို့ဆိုပြီးတော့ကျွန်တော်တို့က1 လီတာအပြည့်ပေးတယ်1 လီတာဆိုတော့ဒီလိုဘူးကြီးနဲ့ပေါ့ဗျာဒီလိုဘူးကြီးနဲ့အပြည့်ပေးတယ်ဗျကဲဒီမှာပါဗျာဒီလို1 လီတာအပြည့်ပေးတယ်ဗျလုံးဝမှန်ကန်အဲ့ဒါကျွန်တော်တို့ထည့်တယ်ဗျာဒီနေ့ကကျွန်တော်ရဲ့ကင်မရာမန်မလာဘူးဆိုတော့ကျွန်တော်တောက်တယ်ဆိုတော့တကယ်ချင်းတို့ဒီမှာနိုင်ဒီပါတွေတိုက်တာတွေမပြရဘူးဗျနောက်နေ့ကျလို့ဆိုရင်ကျွန်တော်တေချာလေးဘယ်လိုပြောမလဲပြင်ဆင်ပြီးတော့ပြပေးမယ်ဗျာနော်ဒီနေ့ကျတော့ကျွန်တော်တယောက်တည်းပဲလေးဆိုင်မှာကျွန်တော်ရဲ့ကင်မရာမန်ကဒီနေ့သူအလုပ်နားတယ်ဆိုတော့သူ့ရဲ့နားရက်ဆိုတော့ကျွန်တော်တယောက်ပဲရှိတယ်ဆိုင်မှာကျွန်တော်ဗီဒီယိုရိုက်ပေးမယ်လို့မရှိဘူးအဲ့တော့ကျွန်တော်လည်းဖြစ်တယ်လို့လေးပဲဒီလိုလေးပဲပြကျင်တာကတော့တကယ်ချင်းတို့စုံစုံလင်လင်ပြကျင်တာပေါ့ဗျာဘာတွေလောက်ရတယ်ဘယ်လိုတွေလောက်ရတယ်ဆိုတော့ကျွန်တော်ပြကျင်တာပေါ့ကဲအဲ့တော့ပြီးပြီဗျာကျွန်တော်စီထဲထည့်ပြီးဆိုတော့ဒီမှာဗျသူရဲ့ remove ဒါသူရဲ့ remove ပေါ့နော်ဟုတ်နဲ့နင်းပြီဗျကဲအဲ့ဆိုတော့ကျွန်တော်တို့ကဆက်ဆန်းပေးရမယ်ဗျဆက်မဆန်းခင်ကျွန်တော်နိုင်လေးအရင်တိုက်ပေးမယ်ဗျနိုင်ရတော့သူက digital နိုင်ဗျဒီကဒီအရှိခေါင်းမှနေတာဗောနော်အဲ့ပဲတချို့လူဝယ်သူတွေကြတော့မလုတ်တက်ဘူးလေမလုတ်တက်တာအပြစ်ပြောတာဟုတ်ပါဘူးတချို့လဲကျွန်တော်တော့မှမလုတ်တက်ပါဘူးအရင်တော့ခုဆိုင်မှာနေတာတော့လုတ်တက်သွားတာပေါ့နိုင်ဘယ်လောက်ရှိပြီလဲကွာ7 နာရီနဲ့25မိနစ်7 နာရီ25မိနစ်ကဲအဲ့တော့ပြီးပြီဗျာကဲကျွန်တော်တို့နိုင်တိုက်လိုက်တယ်ဆိုလို့ရှိရင်အခုပြီးပြီနိုင်တိုက်ပြီးလို့ရှိရင်ဒီလိုလေးဖြစ်တယ်ဗျာနိုင်တိုက်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့နိုင်လေးပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်ကဟိုကလုပ်ပြမယ်ဒီမှာဘာသာမအောင်မကြားပါဘူးဗျာမကြည့်ဘူးညေငါပဲအတောင်နိုင်ကလေးမိုက်တယ်ဗျ
အဲ့ကရတယ်10ပဲနော်အဲ့တော့ပြီးသွားပြီဗျအကုန်လုံးပြင်ဆင်ပြီးသွားပါပြီဗျတအောက်ပါပဲဒါကတော့ကျွန်တော်တို့ရှေ့မီနောက်မီဒါစင်ကလန်မီပေါ့ဗျာဒါကတော့ပဲပေါ့အဲ့လိုမျိုးကဲဒါကျွန်တော်တေချာပြီးလို့ဆိုရင်တန့်ရှင်းလေးလုံးပြီးတော့ဒါဝယ်သူလက်ထဲကိုကျွန်တော်တို့ကတတ်အပ်ယုံပဲဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာကြည့်ရှုသူတယောက်တစ်ချင်းယူလဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာလဲကျွန်တော်ရဲ့ TikTok လေးမှာလဲ like follower လေး like subscribe လေးလုပ်ပေးကြပါလို့တကယ်ချင်းတို့အမှုညွန့်တောင်းပန်ပါတယ်ဗျာကဲအားလုံးပဲမင်္ဂလာနှစ်လည်ခင်းလေးဖြစ်ပါစေဗျာ